ဟီမော်နာဆိုတဲ့တောင်တစ်ခုရဲ့ပေါ်မှာနှိမ့်လုံနေထိုင်တဲ့ရွာတွေကရှိပါတယ်ထိုရွာလေးကတေမလရဲ့အလွန်မှာရှိတာဖြစ်ပြီးအောက်ကိုပြုံးမကျအောင်နှိမ့်တောင်နေခဲ့တွေကထိမ့်ပေးထားတာဖြစ်ပါတယ်ရွာရဲ့စီကန်းတွေကိုတော့ဘိုးဘေးတွေကကျောင်းလုံးတွေပေါ်မှာရေးဆွဲခဲ့ကြပါတယ်ဇလန်းလေးရဲ့ဇက်လိုက်ဖြစ်တဲ့မီကိုရဲ့အဖေကရွာရဲ့မောင်လေးသမားဖြစ်တာကြောင့်မီကိုလည်းတနေ့မှာအဖေရဲ့တာဝန်တွေကိုလွှဲပြောင်းယူရမှာဖြစ်တာကြောင့်မောင်တီးဖို့လေ့ကျင့်ရရွာကလူကြီးကပြောပါတယ်မီကိုလည်းဂုံစာနဲ့လေ့ကျင့်ရပြင်ဆင်မှာတော့မောင်လေးသမားဆိုတာ200လေးရဲ့မနက်စောစောနေထွက်ချိန်ကိုနှုတ်ပေးရတာဖြစ်ပြီးတနည်းအားဖြင့်ရွာကလူတွေကိုနှုတ်ပေးရတာဖြစ်ပါတယ်မောင်တီးရဲ့မီကိုတို့တားဖန်နေအောင်လေ့ကျင့်မှာတော့ညလို့ဆွဲပေးရတာဖြစ်ပြီးအလက်တဲ့မှာအပေါက်ပါပြီးရှစ်တဲ့ကတံများကိုခေါင်းနဲ့ဝင်တိုက်ရမှာဖြစ်ပါတယ်ဒါမဲ့ဖြစ်ချင်တော့မောင်တီးရမှာရှေ့ကတံများကိုလွှဲချော်သွားပြီးတောင်ကိုပြုတ်ကျသွားပါဒီချိန်မှာမီကိုပြုတ်ကျရနေရတက်တဲ့သူလေးမြန်စင်းဟာပြက်ကျလာခဲ့ပါတယ်မီကိုလည်းတစ်ခါမှမြင်ဘူးတော့အထူးဆန်းဖြစ်ပြီးထွက်ပြေးပါတော့တယ်လေးပြန်ဟာမီကိုနောက်သို့လိုက်ခဲ့ပြီးနောက်ဆုံးမှာတော့မျက်နှာရှိတဲ့လေးမှာရက်တန့်သွားပါထိုအချိန်မှာလေးပြန်နဲ့ကလေးပြန်မောင်းသူတယောက်ထွက်လာခဲ့ပြီးမီကိုဟာလေးမြန်မောင်းသူကိုမြင်ပြီးတင်းရလေးရဲ့ဘိုးဘေးတွေထားခဲ့တဲ့ကြားလုံးတွေက6လောက်သေးလေးဆိုတာကိုသတိရသွားပြီးလက်မီអော်ပါတော့တယ်ဒီလိုလက်မီអော်တာကြောင့်လေးပြန်မောင်းသူလည်းလေထီးနဲ့ထွက်ပြေးသွားပါတော့တယ်မီကိုလည်းရာကိုမြန်ပြန်ပြီး6လောက်သေးလေးကိုတွေ့ခဲ့ကြောင်းပြောတယ်ရောကလူတွေကိုကိုယ်လိုက်ကြည့်ရန်ခေါ်ခဲ့တယ်ဒါပေမဲ့ဖြစ်ချင်တော့နွားတကောင်ဟာနှင်းတောင်တွေကမြက်ကိုစားဖို့ဆွဲထုတ်လိုက်ရရေခဲပြင်ဟာအကြောင်းထွက်လာပြီးလေးမြန်ပြက်ဟာလည်းတောင်ကိုပြုတ်ကျသွားပါတော့ထိုအချိန်မှာရွာသားတွေရောက်တော့မီကိုပြောတဲ့လေးပြန်အပြက်မရှိတာကြောင့်မီကိုစကားကိုဘယ်သူမှမယုံပဲပြစ်တင်ပြောဆိုနေကြပြီးမီကိုလည်းတွေ့ခဲ့ကြောင်းပြောတော့ရွာကလူကြီးရဲ့စကားများပြီးနေတော့ခံလိုက်ရပါတော့လာလူကြီးကမီကိုရဲ့ဖေကသူ့သားကိုစိတ်လက်မမလုပ်ဖို့တောင်းပန်တယ်။ထလောက်သေးလေးတွေမရှိတော့ဘူးဆိုတာမီကိုသိသွားရင်ပြန်လာနိုင်ပါတယ်လို့ပြောပါတယ်။မီကိုလည်းခက်ခဲကြမ်းတမ်းလာတဲ့တဲမုန်တန်းတွေကြားမှာလမ်းလျှောက်နေရင်မီကိုရဲ့သူငယ်တစုရောက်လာပါမီကိုရဲ့သူငယ်ချင်းတွေကဂူကြီးတစ်ခုတည်းကိုခေါ်သွားပြီးဂူကြီးထဲမှာတော့လာလူကြီးရဲ့သမီးချီမီကခေါ်ခိုင်းလိုက်တာဖြစ်ပါတယ်။ချီမီတို့ကလည်းထလောက်သေးလေးရဲ့ချက်လက်တွေကိုရှားနေတာကြောက်ပြီးဖြစ်တာကြောင့်မီကိုနဲ့အတူပူးပေါင်းရှာဖို့ခေါ်ခိုင်းလိုက်တာဖြစ်တယ်လို့ပြောပါတယ်။မီကိုကတောင်းကိုကျိုးနဲ့ဆင်းကချက်လောက်သေးလေးကိုရှားရမယ်ပြောမီကိုလည်းအစားကတော့ညင်းသေးပေမဲ့နောက်ဆုံးတော့သဘောတူရန်အဆုံးဖြတ်ခဲ့တစ်ဖက်မှာတော့ပိုင်ဆိုတဲ့ကောင်လေးကဗရန်နဲ့အတူတီဗီရှိုးတစ်ခုကိုရိုက်ကွေးလုပ်နေတာဖြစ်ပြီးသူတို့ TV ရှိုးကပြင်းစရာကောင်းပြီးလူကြီးနေတာကြောင့်ဇက်ကွေးသမားတော်အိမ်ငိုက်နေရတဲ့အခြေအနေဖြစ်ပါတယ်။အဲ့ဒီအချိန်မှာနှင်းလူနဲ့တွေ့ခဲ့တဲ့လင်းပြန်မောင်းသူရောက်လာခဲ့ပြီးနှင်းလူတွေကိုတွေ့ခဲ့ကြောင်းပြောတော့ပါစီလည်းသူတို့ TV ရှိုးမှာနှင်းလူတွေအကြောင်းရိုက်ဖို့စိတ်ကူးလိုက်ပါတယ်။မီကိုတို့သူငယ်တဲ့တိုင်လည်းတောင်းကိုကျိုးနဲ့ဆင်းဖို့မီကိုရဲ့ခါကိုကျိုးနဲ့ချီကဖြည်းဖြည်းချင်းအောက်ကိုချပေးနေခဲ့ပါအဲ့ဒီအချိန်မှာရာလူကြီးရဲ့သားတောရောက်လာခဲ့တာကြောင့်ကျိုးကိုလွတ်ချလိုက်မိပါတယ်။ဒါပေမဲ့ကံကောင်းရင်တော့ကျိုးကတောစီးလာတဲ့ဆင်ရဲ့ခြေထောက်နဲ့နေမိတာကြောင့်အလဲမာနဲ့ထစ်နေပါတယ်။တောကပြန်သွားတဲ့အချိန်မှာမီကိုအောက်ကိုပြုတ်ကျသွားခဲ့ပါမီကိုလည်းတောင်းကိုရောက်ချင်းပဲရွာသားတွေမမြင်လိုက်ရလေလေမြန်ပြက်ကိုတွေးလိုက်ဒီလိုနဲ့လေမြန်ပြက်တဲ့ကိုခေါင်းဝင်ကြည့်လိုက်တော့ဆေးတကောင်ဝင်နေတာဖြစ်တာကြောင့်လက်မီမတက်ရက်လက်ရစနှို့သွားပြီးမီကိုဟာဟိုတိုက်ဒီတိုင်းနဲ့လေမြန်ပြက်တဲ့ပါသွားပါတော့တယ်နောက်ဆုံးတော့တစ်မြင်တစ်ခုကြားနဲ့ထီပြီးမီကိုလည်းအဝေးသို့လင်းထွက်သွားပါတယ်သူလင်းထွက်သွားတဲ့နေရာမှာကံကောင်းစွာနဲ့6လောက်သေးသေးတွေရဲ့ခြေရာကိုတွေ့ခဲ့တဲ့အကြောင်းနောက်ကလိုက်ခဲ့တယ်တစ်ဖက်မှာတော့ပါစီယာနှင်းလူတွေအကြောင်းရိုက်ဖို့ဗရန်ကိုပြောနေခဲ့တာဖြစ်ပြီးဗရန်ကနှင်းလူတွေမရှိတော့ကြောင်းရိုက်ကူးကိုဖြစ်နေကြောင်းပြောတော့ပါစီကနှင်းလူဝေးရုံအတုကိုငှားလိုက်ခဲ့ကြောင်းထုတ်ပြီးဗရန်ကိုပြပါဗရန်ကဝေးရုံထဲမှာဝင်းနေပြီးသူကအပြင်က TV ရှိုးလုံးမယ်ပြောတော့ဗရန်ကသဘောမကျအကြောင်းထွက်သွားခဲ့မီကိုကတော့လူတွေရှိရာမျိုးသူရောက်နေခဲ့တာဖြစ်ပြီးလူတွေရဲ့အိမ်သားမှာ6လောက်သေးသေးကိုလိုက်ရှာနေခဲ့တဲ့အချိန်ဘားတွေကထွက်လာခဲ့တဲ့ပါစီကိုတွေ့ပါပါစီကဗရန်ကိုပြန်လာဖို့ဖုံးအောင်နေခဲ့တာဖြစ်ပါတယ်ထို့အချိန်မီကိုကပါစီကိုမြင်ပြီးမိတ်ဆက်ဖို့ကြိုးစားပေမဲ့ဘာသာစကားနားမလည်တာကြောင့်ရက်ကြည့်နေတဲ့အချိန်မှာပါစီကမီကိုမြင်သွားပြီးရိုက်ဂျန် TV ရှိုးလို့ဖို့နှီးလူဝေးုံတွေကိုဝတ်ထားရလို့ထင်သွားပါတော့တယ်ပါစီကဝတ်ဆောင်တဲ့တော်လေးလိုက်ဖက်ပြီး6လောက်တွေကလည်းအကြီးကြီးတွေပဲကူးလိုပုံစံနဲ့ဆို TV ရှိုးကအောင်မြင်ပါလို့ပြောနေခဲ့ပါတယ်အဲ့ဒါကိုမျိုးက6လောက်သေးလေးကတူးကြည့်ပဲစကားပြောနေတာဆိုပြီးထပြီးစကားပြောတော့ပါစီကအတွင်းထဲမှာစက်တွေဘာတွေများတက်ထားသေးလားဗန်ပီရဲ့တန်ကမိုက်တယ်ပြောနေချိန်ဗရန်ကဆန်ကန်မောင်းပြီးထွက်သွားတော့ကိုပါစီတွေ့လိုက်ရပါတော့ပါစီလည်းဗရန်မုတ်တာကိုတီးပြီးထွက်ပြေးရန်ကြိုးစားပါတော့ဒါပေမဲ့မီကိုကစကားတင်းလိုက်ပြောနေတာကြောင့်ထွက်ပြေးရန်မလွယ်တဲ့အခြေအနေဖြစ်ပါတယ်ပါစီလည်းနောက်ဆုံးမှာတော့အိတ်ထဲကမေးတနက်ကိုယူပြီးပစ်ခဲ့ပါဒါပေမဲ့ဖြစ်ချင်တော့မီကိုကပါစီကိုဆွဲလိုက်တာကြောင့်မေးသေးများကမိုးပေါ်သို့ထောင်တက်သွားပါတော့မေးသေးများအောက်ကိုပြန်ကျလာတော့ပါစီရဲ့တင်မကိုစိုက်သွားတာကြောင့်တတိမေ့သွားပါတော့မီကိုလည်းပါစီကိုအိတ်တုံးနဲ့ထည့်ပြီးခန္ဓာကိုယ်ကိုကျိုးနေတိုင်းကခေါ်လာခဲ့ပါတယ်မီကိုကရွာကလူတွေ6လောက်အသေးသေးတွေရှိရဆိုတာကိုသူတို့တွေမယုံဘူးအားလုံးကိုတက်တည်ပြမယ်ဆိုပြီးပြောနေချင်းနှင်းမုန်တိုင်းတစ်ခုကြောင့်လှိုင်ကူထဲကိုကျသွားပါတော့လှိုင်ကူထဲရောက်တော့မီကိုလည်းပါစီကိုထုတ်ကြည့်လိုက်ရရေခဲတုံးဖြစ်နေတာကြောင့်တင်မဆိုးပြီးပါစီကိုမီးရပူပေးနေခဲ့ပါတယ်ဒီချိန်ပါစီနိုးလာခဲ့ပြီးမီးဝတ်တစ်ခုရဲ့ခလဲမှာကင်ထားဆိုထင်သွားပါတော့တယ်မီကိုလည်းကြောက်တုံးတွေကိုနေရာချနေချိန်ပါစီကိုခြေရတဲ့ကြိုးတွေကမီးကြောင်သွားတာကြောင့်ပါစီလည်းဖုန်းကိုအမြန်ထုတ်ပြီးဗီဒီယိုစပြီးရိုက်ပါတော့ဗီဒီယိုရိုက်ပြီးထွက်ပြေးရင်သူရိုက်ထားတဲ့ဗီဒီယိုကိုဗရန်ကိုပို့ဖို့လုပ်နေခဲ့ပါတယ်ဖြစ်ချင်တော့လိုင်းကအဲယာတွက်သွားပြီးတယ်လီဖုန်းအောင်မှရောက်မယ်ဆိုတော့ပါစီလည်းပောက်ကွဲပြီးអော်ပါတော့ပါစီနဲ့မီကိုမတိတိုက်တာကသူတို့ဝင်နေတဲ့ကူကဝုံဝုံတကောင်ရဲ့ကူကြီးဖြစ်ပါတယ်ပါစီអော်လိုက်တာကြောင့်ဝုံဝုံကြီးလည်းနိုးသွားပြီးပါစီကိုပြန်ပြီးអော်ပါတော့ဒီချိန်မှာမီကိုရောက်လာပြီးပါစီကို6လောက်နဲ့အသားလေးနောက်ကိုတိုးထုတ်ပြီးထွက်ပြေးကိုမျက်စာပြပြလိုက်ပါတယ်မီကိုလည်းဝုံဝုံကြီးကိုတောင်းပန်ပါတယ်ဆိုပြီးသူလည်းထွက်ပြေးသွားပါတော့ပါစီကတော့ဂူပြင်ကိုရောက်သွားပေမဲ့မီကိုကတော့အထဲမှာ6လောက်ကိုထောင်ချောက်မိနေတဲ့အကြောင်းအော်ဆန်ကြီးနဲ့အတူကြံခဲ့ပါတော့တယ်အဲ့ဒါကိုပါစီလည်းသိပြီးမီကိုမိနေတဲ့ထောင်ချောက်ကိုဖဲကကတ်တင်ပေးလိုက်ပါတော့ဒီလိုနဲ့မီကိုနဲ့ပါစီတို့ကြအစင်ပြေးသွားမီကိုလည်း6လောက်သေးလေးကိုခေါ်သွားရမှာဖြစ်တာကြောင့်ချီရန်လှန်နဲ့လှုပ်ပြခဲ့တာကြောင့်ပါစီလည်းဇောပေါက်သွားပြီးလိုက်ဖို့သဘောတူခဲ့တယ်တောင်စင်းစင်ပေါ်ကိုခုန်တက်ပြီးနောက်ဆုံးမှာတော့တိမ်မေရီရှိရာနေရာသို့ရောက်ရှိသွားခဲ့ပြီးတောင်ပေါ်မှာတော့ချီမီတို့သူငယ်တစုကမီကိုစောင့်နေတာဖြစ်ပါတယ်မီကိုပြန်လာတာမြင်တော့အားရဝါးစာနဲ့ပွေ့ဖက်ပြီး6လောက်အသေးလေးပါလာတော့အံ့ဩစွာနဲ့တိုးကြီးစိတ်ကြီးလှုပ်ပြီးနှင်း
လူတွေနဲ့ရွာလူကြီးကိုပြဖို့ရွာထဲသို့ခေါ်လာခဲ့ပါတယ်တကယ်လို့သူငယ်ချင်းတို့ဘက်ကအဆင်ပြေမယ်ဆိုရင်လမ်းရရှေ့ရလေးနဲ့ကူညီပေးလို့ရပါတယ်ခင်ဗျာဗီယိုလေးကိုသဘောကျနေတဲ့ဆိုရင်ဖုန်းလေးလုပ်သွားဖို့တောင်းဆိုချင်ပါတယ်ဒီလိုနဲ့ရွာထဲရောက်တော့မီကိုကနှင်းလူတွေအားလုံးကိုခေါ်လိုက်ပြီးဒီနေ့မှာအရေးကြီးပြစရာတစ်ခုရှိတယ်ခေါ်လိုက်တာဖြစ်တယ်လို့ပြောပါတယ်ပြစရာရှိကြလေးကတော့ဘိုးဘေးတွေကြောင်းလုံးတွေထဲမှာထားခဲ့တဲ့ခြေထောက်သေးလေးဖြစ်ပါတယ်ဆိုပြီးပါစီကိုလက်ထဲကိုထည့်လိုက်ပြီးလေပေါ်မှာမြောက်ကပြလိုက်ပါတော့တယ်နှင်းလူတွေလည်းအော်စွာဖြင့်ကြည့်နေကြပါတော့တယ်ပါစီကတော့ဖုန်းလုံးနဲ့ဗီဒီယိုရိုက်နေတာဖြစ်ပြီးဒီချိန်မှာရွာလူကြီးရောက်လာခဲ့ပြီးဘာတွေများထူးခြားတာရှိလို့လဲဒီဘက်နွားတွေမှာလည်းခြေထောက်သေးလေးတွေမရှိဘူးလားလို့ပြောပါတယ်နောက်ပြီးရွာလူကြီးကအဲ့ဒီကောင်လေးကိုနှင်းအောင်လေးကိုခေါ်လာခဲ့ကျတို့နေတဲ့ကခြေလောက်အသေးလေးဟုတ်မဟုတ်ဆိုတာတိုက်ပြီးစစ်စစ်မဲ့လို့ပြောပါတယ်နှင်းလူတွေကတော့ပါစီကိုဝိုင်းပြီးကြည့်နေကြပါတော့တယ်နှင်းအောင်လေးရောက်တော့ရွာလူကြီးကအပေါက်တစ်ပေါက်ကိုသူ့ရဲ့တောင်မွေးနဲ့လှည့်လိုက်ရမြေအောက်မှာလေကားတစ်ခုပေါ်လာခဲ့ပါတော့တယ်အောက်မှာတော့ဘိုးဘေးတွေရေးဆဲခဲ့တဲ့ကျတို့နေတဲ့ကကြောက်ထွင်းပုံတွေရှိနေတာဖြစ်ပါတယ်ဒီပုံတွေကိုကြည့်ပြီးရွာလူကြီးကအချိန်ကတင်မယ်ရဲ့အောက်မှာနှင်းလူတွေနေထိုင်ခဲ့ကြတဲ့အချိန်လေးရှိခဲ့ဘူးလေနှင်းလူတွေနေတဲ့နေရာကိုလူသားတွေရောက်လာခဲ့တယ်လူသားတွေရောက်လာတော့နှင်းလူတွေကမိတ်ဆက်ဖို့ကြိုးစားခဲ့ကြပေမဲ့သူတို့ရဲ့မိခိုးထွက်နေတဲ့လက်နက်တွေနဲ့တိုက်ခိုက်ခဲ့ကြတယ်မိခိုးထွက်နေတဲ့လက်နက်တွေဆိုတာတနက်တွေကိုဆိုလိုရင်းတာဖြစ်ပါတယ်နောက်ဆုံးတော့နှင်းလူတွေရဲ့တောင်ပေါ်မှာပဲတက်နေခဲ့ကြပြီးအသက်ရှင်ဖို့ပဲရွေးချယ်ခဲ့ကြတယ်အဲ့ဒါကြောင့်ဘိုးဘေးတွေကစီးမင်းတွေကိုရွေးချယ်ခဲ့ကြပြီးအသက်ရှင်ဖို့အတွက်လိန်ညာခဲ့တာဖြစ်ပါတယ်နောက်ပြီးခြေထောက်သေးလေးတွေကတိမ်မလဲတွေရဲ့အပေါ်မှာဆိုရင်အသက်မရှင်နိုင်ဘူးလို့ရွာလူကြီးကပြောပါတယ်မိကိုကအခုတွေးတဲ့ခြေထောက်သေးလေးကအဲ့လိုမဟုတ်ပါဘူးပြောတယ်ရွာလူကြီးကအဲ့ဒါဆိုအဲ့ဒီခြေထောက်သေးလေးကိုမင်းတွေ့တဲ့အချိန်မှာမင်းကိုဘယ်လိုဆက်ဆံလဲမေးတော့မိကိုလည်းပါစီနဲ့စတွေတုန်းကအချိန်ကိုသတိရသွားပါတော့တယ်ရွာလူကြီးကမင်းရဲ့ခွန်ရတဲ့ရွာရဲ့မောင်လေးသမားပဲလုပ်ပါစူးစမ်းလေးလာခြင်းနဲ့သူမလုပ်ချင်စမ်းပါနဲ့နောက်ပြီးရွာကနှင်းလူတွေကိုခြေထောက်သေးလေးတွေမရှိဘူးဆိုတာမင်းပြောရမယ်လို့ရွာလူကြီးကပြောပါတယ်တစ်ဖက်မှာတော့ချီမီနဲ့ပါစီနဲ့အတူကြောင်းလုံးလေးပေါ်မှာခက်ချစ်နေခဲ့ပြီးတယောက်နဲ့တယောက်ဆက်သွယ်နေခဲ့ကြပါတယ်ဒီအချိန်မီကိုရောက်လာပြီးပါစီကိုခေါ်သွားခဲ့ပါတယ်ပါစီဟာအောက်ဆီဂျင်ပြတ်ပြီးအားနဲ့နေခဲ့ပါတယ်နှင်းလူတွေအားလုံးကိုခေါ်ပြီးရွာလူကြီးကအားလုံးတန်တရားများနေမယ်ဆိုတာသိပါတယ်ဒီတန်တရားတွေကိုမီကိုကရှော့ချပေးပါလိမ့်မယ်ထို့အချိန်မီကိုရောက်လာပြီးပါစီကိုပြပြီးခြေလောက်သေးလေးမဟုတ်ဘူးလို့ပြောပါတယ်ဆိုင်ဘူးတစ်ခုတည်းကတီးဗန်နာဖြစ်တယ်လို့ပြောတော့နှင်းလူတွေကအမှန်တရားကိုဖုံးကွယ်ဖို့မကြိုးစားပဲလို့ပြောပါတယ်မီကိုကသူကမသိပဲရွာလူကြီးကအဖေကိုရှာတွေ့ခဲ့ရလို့ပြောပါတယ်နောက်ပြီးရွာလူကြီးကဘာမှတန်စရာတွေမများဘူးနဲ့ဘိုးဘေးတွေရဲ့စီကန်းတွေကိုလိုက်နာဖို့ပြောပြီးပါစီကိုလောင်နဲ့ထည့်ပြီးခေါ်သွားတော့ချီမီကခြေလောက်သေးလေးနေမကောင်းဘူးထင်တယ်အဲ့လိုမလုပ်ပါနဲ့ပြောပေမဲ့အဖေရဲ့စကားကိုမလို့ဆန်းနိုင်တာကြောင့်ဒီတိုင်းလေးပဲငြိမ့်နေခဲ့ရပါတယ်မီကိုလည်းစိတ်မကောင်းသွားပေမဲ့နှင်းလူတွေမျိုးလုံးသားမှာကြောက်တာကြောင့်လိန်ပြောခဲ့တာဖြစ်ပါတယ်မီကိုလည်းမောင်ရင်သမားလုပ်ဖို့ဆုံးဖြတ်လိုက်ပြီးဖြစ်ကြောင်းသူ့ဘေကိုပြောပြီးလေ့ကျင့်ပါတော့တယ်မီကိုကလေးကအမြောက်နဲ့ဆွဲပစ်သွားပြီးမောင်တန်စီကိုမရောက်ပဲချီမီအခန်းထဲကိုရောက်သွားပါတယ်ချီမီအခန်းထဲရောက်သွားပေမဲ့ချီမီကိုမတွေ့တာကြောင့်လိုက်ရှာနေချင်းရွာလူကြီးရောက်လာပါတော့တယ်ဒီအချိန်မှာရွာလူကြီးနဲ့မီကိုကနေရာမှာဆွဲထားတဲ့ပုံကိုကြည့်ပြီးချီမီခြေလောက်သေးလေးကိုခေါ်သွားပြီဆိုတာသိလိုက်ပါတော့တယ်ချီမီကခြေလောက်သေးလေးကိုလူတွေရှိရာကိုခေါ်သွားတာဖြစ်ပါတယ်မီကိုလည်းချက်ချင်းတောက်ကိုဆင်းမို့သွားပြီးတိမ်မီလေရဲ့တောင်ဆောင်ကိုရောက်တော့မီကိုရဲ့သူငယ်ချင်း၃ယောက်ကိုတွေ့ရပါတယ်ချီမီနောက်ကိုလိုက်သွားဖို့ကူညီပေးပါပြောတော့သူငယ်ချင်းတွေကစိတ်ဆိုးနေတာကြောင့်မီကိုလည်းအခက်တွေ့နေရတဲ့အခြေအနေဖြစ်ပါတယ်နောက်ဆုံးတော့ဘာမှမစင်စားပဲတောင်ပေါ်ကနေပဲခုန်ချလိုက်တယ်မီကိုလည်းတောင်အောက်ကိုရောက်ပြီးမကြခင်ပါပဲကျန်တဲ့တကယ်နှစ်ယောက်လည်းလိုက်လာခဲ့ပါတယ်တစ်ဖက်မှာတော့ချီမီကခြေလောက်သေးလေးကိုအိမ်လို့ထင်တဲ့နေရာပေါ်မှာထားခဲ့ပြီးမြို့ရဲ့အလှပတွေကိုတွေ့တာကြောင့်လိုက်ကြည့်နေရင်လူတွေစီရဲ့နေရာတစ်ခုကိုရောက်သွားပါတော့လူတွေကလည်းကြောက်တာကြောင့်လမ်းအော်ပြီးထွက်ပြေးသွားပါတော့ဒီအချိန်မှာရဲကားတွေရောက်လာပြီးချီမီကိုဖမ်းဖို့ကြိုးစားတော့ချီမီကိုကျိုးနဲ့ဆွဲလိုက်ရချီမီကတန်မားနေတာကြောင့်ရဲကားပဲတက်စီသွားပါတော့ချီမီလည်းကြောက်ပြီးလမ်းကြားထဲကိုထွက်ပြေးသွားတော့ဒီအချိန်မီကိုတို့တငယ်ချင်းတွေရောက်လာပြီးချီမီနဲ့အတူတောထဲကိုထွက်ပြေးသွားခဲ့တယ်လေပြန်တွေပါရောက်လာပြီးမီကိုကိုမီးလင်းထိုးပြီးဖမ်းတော်မဲ့အချိန်လေရင်ပြန်ကိုအမတ်သားပြေးလို့ထားတဲ့ကြောက်တော်များကြီးနဲ့တက်ခဲ့တဲ့ခံလိုက်ရပါတော့တက်ခဲ့တဲ့လူကတော့ဘူးမှထင်မှတ်မထားတဲ့နှင်းရရဲ့ရွာလူကြီးပဲဖြစ်နေပါတော့မီကိုချီမီရွာလူကြီးနဲ့သူ့ရဲ့ရုံနှစ်ယောက်လည်းပြန်ဆောင်သွားပြီးမီကိုကလူသားတွေသူတို့နေရာကိုတိပြီးလိုက်လာမှဆိုးတာကြောင့်ရဲကားတွေစီးလာရဆိုင်ငယ်စီကိုပြေးသွားပြီးတစ်ဖက်ကိုမြားခေါ်သွားပါတော့တယ်ဒီလိုခေါ်သွားတာကိုပါစီမြင်သွားပြီးနောက်ကနေလိုက်သွားပါတော့တယ်အချိန်အနည်းငယ်ကြာပြီးရဲ့နောက်မှာမီကိုနဲ့ပါစီတွေ့သွားပြီးပါစီကအနားကိုကတ်သွားပြီးမေးသေးတဲ့နဲ့တက်လိုက်တာကြောင့်မီကိုလည်းဘာမှမထင်မှတ်ထားတာတွေလှုပ်လိုက်တာကြောင့်လန့်ပြီးអော်ပါတော့တယ်ထူအော်တန်ကြောင့်ရဲတွေကြားသွားပြီးအတန်လာရဘက်ကိုလိုက်လာပါတော့တယ်လိုက်လာပြီးနှင်းလူကိုမေးသေးတဲ့နဲ့တွေနဲ့ပြေးပြီးနှင်းလူလဲကျသွားတဲ့အချိန်အနားကိုသွားကြည့်လိုက်ရနှင်းလူမဟုတ်ပဲအယုတ်ကြီးဖြစ်နေပြီးအယုတ်ထဲမှာတော့ပါစီရှိနေတာဖြစ်ပါတယ်ဒီလိုနဲ့ရဲတွေလည်းပါစီကိုပြည်စုပိုင်းပစ္စည်းတွေဖျက်ဆီးမှုနဲ့ဖမ်းဆီးလိုက်ပါတော့တယ်ထိုမေကွင်းကိုချင်းမီတို့ကလည်းမြင်သွားပြီးမိကိုဘယ်ရောက်သွားလဲမေးနေချိန်ပါစီကသူတို့ကိုကယ်လိုက်တာဖြစ်တယ်လို့ပြောပြီးတောင်ပေါ်ကိုပြန်သွားပါတော့တယ်တောင်ပေါ်ကိုပြန်ရောက်တော့မိကိုကနှင်းလူတွေကိုခြေလောက်သေးလေးတကယ်ရှိပြီးတစ်ချိန်ကဘိုးဝေးနဲ့ခြေလောက်သေးလေးတွေဟာအတူတူနေခဲ့ကြပြီးခြေလောက်သေးလေးတွေရဲ့ထိတ်မှမိကိုထွက်နေတဲ့အရာတွေနဲ့တိုက်ရိုက်ခဲ့တာကြောင့်တောင်ပေါ်မှာနေဖို့ပဲဘိုးဝေးတွေကဆုံးဖြတ်ခဲ့ကြပြီးတော့တိမ်ပင်လေတွေဟာလည်းတိမ်တက်တွေမဟုတ်ဘူးဘိုးဝေးတွေပြုတ်ထားတဲ့ဆန်းရန်လျားတွေသာဖြစ်တယ်မီကိုကထပ်ပြီးတော့နှင်းလူတွေကိုခြေလောက်သေးလေးတွေမရှိဘူးလို့လင်ခဲ့တဲ့အတွက်လည်းတောင်းပန်ပါတယ်လို့ပြောပါတယ်နောက်ပြီးရွာလူကြီးရဲ့လက်ထဲကဒုတ်ကိုယူပြီးအပေါက်တစ်ခုတည်းကိုထိုးထည့်လိုက်ပြီးဆန်းတရားတွေကိုပေးလိုက်တာကြောင့်တိမ်မလဲတွေလည်းတောက်ကွယ်သွားပြီးနှင်းလူတွေတောင်ပေါ်မှာနေဖို့အချိန်ကုန်သွားပြီဆိုပြီးလူသားတွေနဲ့အတူတူနေရန်တောင်အောက်ကိုဆင်းလာခဲ့ကြပါတယ်တစ်ဖက်မှာတော့ပါစီကပြည်သူပိုင်ပစ္စည်းတွေဖျက်ဆီးမှုနဲ့ပြန်လည်ပြည်ပြင်းနေရပါတော့တယ်ဒီအချိန်နှင်းလူတွေရောက်လာပါတော့တယ်နှင်းလူတွေရောက်လာတာကြောင့်ရဲတွေလည်းအကာအကွယ်နဲ့တားဆီးဖို့ကြိုးစားနေခဲ့ပါတယ်ထိုအချိန်ပါစီကနှင်းလူတွေရှိရာသို့သွားပြီးအန်ရမပြုတ်ကြအောင်ပြပါတယ်
နောက်ပြီး Brighton ရောက်လာပါတယ်လူသားတွေလည်းအန်လျံမပေးတာကိုအားလုံးသိပြီးအဆင်ပြေသွားပါတော့တယ်ဇလန်းလေးရဲ့အဆုံးမှာတော့နှင်းလူတွေနဲ့လူသားတွေကအဆင်ပြေသွားပြီးအတူတူကနေထိုင်သွားကြပါတော့တယ် တကယ်လို့သူငယ်ချင်းတို့ဘက်ကအဆင်ပြေမယ်ဆိုရင်လမ်းရရှေ့ရလေးနဲ့ကူညီပေးလို့ရပါတယ်ခင်ဗျာဗီယိုလေးကိုသဘောကျနေတဲ့ဆိုရင်ဖုန်းလေးလုပ်သွားပြီးတောင်းဆိုချင်ပါတယ်